She Talks Podcast လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်မက Sandy စိန်သိန်းပါ။ဒီ episode ကတော့ကျွန်မပြီးခဲ့တဲ့အပတ်သတင်းကျွတ်ကာလမှာအိမ်ကိုလွှဲရင်းနဲ့ရန်ကုန်အကြောင်းကိုစဉ်းစားမိလို့လုပ်ထားတဲ့ episode လေးပါ။နောက်ထောင်တဲ့သူတွေထဲမှာရန်ကုန်မှာနေတဲ့ရန်ကုန်စားတိလည်းရှိကောင်းရှိမယ်။ဒါမှမဟုတ်ရန်ကုန်ကိုအလဲရောက်ဖူးတဲ့သူတွေလည်းရှိလိမ့်မယ်လို့ထင်တယ်။ရန်ကုန်မြို့လို့ပြောလိုက်တာနဲ့ရန်ကုန်လို့ပြောလိုက်တာနဲ့သူ့ရဲ့ပထမအောင်ဆုံးသတိရစေတဲ့အချက်ကကိုလိုနီခေတ်လက်ကျန်ပေါ့နော်မြို့ရဲကအဆောက်အဦတွေရဲ့လမ်းဘေးလက်ဖေးဆိုင်လေးတွေရဲ့သူက multicultural city ဖြစ်တဲ့ခါကျတော့ religion အရဆိုလို့ရှိရင်ကျမတို့ဗုဒ္ဓဘာသာ temples တွေဖျားတွေရဲ့တရုတ်ဘုံကျောင်းတွေရဲ့ပလီတွေအကုန်ရှိရပေါ့နော်ပြီးတော့အရန်ကိုတက်ပယ်လွန်လာတဲ့ရွှေတကုံဖျားရဲ့ရန်ကုန်လို့ပြောလိုက်ရင် chaotic ဖြစ်တယ်လို့ခံစားရတယ်ဒါပေမဲ့Charming လည်းအရင်ဖြစ်တယ်။ရန်ကုန်မြို့ကြီးကမြန်မာနိုင်ငံရဲ့အသီးသီးသောနေရာကရှိတဲ့လူငယ်တွေရဲ့တိုးတက်မှုကိုလာရှာဖွေတဲ့မြို့လည်းဖြစ်တယ်။သူ့ရဲ့ Charming ဖြစ်တဲ့ဒီ colonial ခေတ်ကအလှတွေပေါ့နော်။အဲ့ဒါတွေလည်းရှိသလိုမျိုးတစ်ဖက်မှာလည်း high rise တွေနဲ့ modern city life ရှိတဲ့ cosmopolitan မြို့လည်းဖြစ်တယ်လို့ပြောလို့ရတယ်။လူတန်းစားအနေနဲ့ကစင်းရဲတဲ့သူတွေလည်းရှိရယ်။ချမ်းသာတဲ့လူလည်းရှိရယ်။အလဲလဲလူတန်းစားရလဲရှိတော့တစ်ဖက်ကကြည့်ရင်လဲလူတန်းစားကွာဟတဲ့မြို့လို့လည်းပြောလို့ရတယ်လူဦးရေ6တန်းနီးပါးရှိရန်ကလူဦးရေရန်ထူထပ်တယ်ကြက်တက်တယ်စဉ်းစားကြည့်လိုက်ရင်တိုက်ခန်းတွေကိုပဲပို့ပြီးတော့တတိယစီတယ်တစ်ဖက်ကကြည့်ရင်လဲရွှေတောင်ကြားလိုမျိုးဘိုးဘွားစင်ဆက်ချမ်းသာလာတဲ့သူတွေရှိသလိုနောက်ပိုင်းပေါ့နော်အစစ်မြင့်အိမ်ယာတွေမှာနေကြတဲ့သူတွေလည်းရှိရယ်ဆိုတော့သူက taste အမျိုးမျိုးနဲ့ရှိရ city လို့ပြောလို့ရတယ်မနေ့9 နာရီဆိုလို့ရှိရင်လမ်းထိပ်မှာရှိရဲ့လက်ဖေးဆိုင်တွေကနေပရိတ်တရားဖွင့်တာကိုကြားလို့ရတဲ့မြို့လည်းဖြစ်တယ်ပြီးတော့ဓမ္မယုံရဲ့တံကိုခံရတဲ့မြို့လည်းဖြစ်တယ်ပေါ့နော်ဓမ္မယုံမှာတရားတွေဖွင့်တဲ့စုညံတဲ့တံကိုခံရတဲ့မြို့လည်းဖြစ်တယ်ရန်ကုန်လမ်းမပေါ်ကချုံများတဲ့နေပန်ပေါ်တယောက်လက်တယောက်တွဲဆက်ကနေတိုင်းမခွဲတော့တလို့လမ်းမီအောက်ကကျွန်တော်ရဲ့မိမပြောရန်ကုန်မိရန်တွေအောက်သူမရဲ့ပြုံးတွေကိုဒီလိုကိုမဝနိုင်မှုညလာပကြီးကတချက်လို့နန်းရှောင်းအဲ့တော့ကျွန်မကရန်ကုန်ဒီကဖွဲ့ရတဲ့အကြောင်းရင်းကတော့ရန်ကုန်မြို့ကကျွန်မအတွက်အခုထိ feeling တွေရှိနေတဲ့မြို့တစ်မြို့ဖြစ်တယ်ပေါ့နော်ရှမ်းပြည်စာတိတောင်ကြီးရဆိုပေမဲ့ကျမတို့ပညာရေးအတွက်မိသားစုကရန်ကုန်ပြောင်းရွှေ့လာတော့ကျမအထက်တန်းနေစပြီးတော့ရန်ကုန်မှာနေခဲ့ရတဲ့အတွက်ရန်ကုန်ကကျမရဲ့ဘဝမှာအရေးပါတယ်မြို့တစ်မြို့တွေမှာပါတယ်နေရလာခဲ့တဲ့ main ကလေးတယောက်အတွက်ရန်ကုန်မြို့ကအရင်အစ်စ်မြင့်လွန်တယ်ကျမအတွက်ပေါ့နော်ကျမအတွက်ဘယ်မြို့နယ်ကိုကြိုက်ဆုံးလဲလို့မေးလို့ရှိရင်ရန်ကင်းမြို့နယ်ကိုကြိုက်ဆုံးပဲဘာလို့လဲဆိုတော့အဲ့ဒီမြို့နယ်ကကျမပထမဆုံးနေတဲ့မြို့နယ်ဖြစ်တယ်လို့အခုထိလည်းကျမမိသားစုရှိနေတဲ့မြို့နယ်ဖြစ်တယ်ဒုတိယကြိုက်တဲ့မြို့နယ်ကဘိုးတထောင်မြို့နယ်သူကကျမရဲ့ပထမဆုံးကုမ္ပဏီရုံခန်းကိုစောက်ဖွင့်ခဲ့တဲ့မြို့နယ်ဖြစ်တယ်လို့ကျမကိုယ်တိုင်ကလည်းဘိုးတထောင်လမ်း90မှာတစ်နှစ်လောက်နေခဲ့ဖူးတယ်ပေါ့နော်လမ်း90တို့အဲ49လမ်းတို့ရဲ့ vibe ကိုကျမကြိုက်တယ်သူကမြို့ရဲဖြစ်ပေမဲ့မြင့်နဲ့နီးွားတယ်ပြီးရင်တော့ပို့ပြီးတော့တိတ်ဆိတ်ပြီးတန့်ရှင်းနေပေါ့နော်ဒီဘက်အချမ်းဘိုးတထောင်ဘက်အချမ်းတွေကအောက်ဘလောက်ပေါ့နော်ဆိုတော့ကျမဘိုးတထောင်မြို့နယ်လေးကိုလည်းချစ်တယ်ရန်ကင်းမြို့နယ်ကတော့ကျမရဲ့ဇာတိပေါ့နော်ဒါပေမဲ့မြို့ထဲမှာဆိုရင်တော့ကျမကဘိုးတထောင်သူပဲရန်ကုန်ကကျမ thrive ဖြစ်ခဲ့တဲ့နေရာလို့လည်းပြောလို့ရတယ်။ career ရဲ့အထိပ်ဆုံးရောက်ခဲ့တဲ့နေရာကရန်ကုန်မြို့မှာရောက်ခဲ့တယ်။အချစ်ဆုံး love of my life ကိုလည်းရန်ကုန်မြို့မှာပဲတွေ့ခဲ့တယ်။အခုထိလည်းကျမအတွက်အဖို့မဖြတ်နိုင်တဲ့မိတ်ဆွေတွေအတိုင်းဝိုင်းနေရလဲရန်ကုန်မြို့မှာရှိနေတယ်။ကျမအင်းရကန်ကိုလည်းချစ်တယ်၊ကန်တော်ကြီးကိုလည်းချစ်တယ်။ရွှေရောင်တွေတောက်ပနေတာကိုလည်းချစ်တယ်။အခုပြောရင်းနဲ့တော့မှကျမစိတ်ကကံပတ်လမ်းမှာပက်နေတယ်လို့မျိုးခံစားရတယ်။ကံပတ်လမ်းကနေကားမောင်းသွားပြီးတော့ရွှေကုံဖျားကိုမြင်ရတယ်ပြီးရင်ကျမရွှေကုံတိုင်းကနေဆင်းပြီးတော့ရန်ကင်းကိုပြန်တယ်ကျမရဲ့စိတ်ကအခုရန်ကုန်မှာကားမောင်းနေတယ်ပေါ့နော်ဆိုတော့ဒီ episode က
ကျမမဖော်ပြနိုင်တဲ့အရာတွေလည်းအများကြီးရှိလိမ့်မယ်ဒါပေမဲ့ရန်ကုန်နဲ့ပတ်သက်ပြီးကျမမှာ feelings တွေ sentiments တွေအများကြီးရှိပါတယ်ကျမ comfortable ဖြစ်ဆုံးမျိုးလို့လည်းပြောလို့ရတယ်အဲ့တော့အခုနားထောင်နေတဲ့ listener ရဲမှာလည်းရန်ကုန်မြို့ရဲ့ဘယ်မြို့နယ်ကိုသဘောကျဆုံးဖြစ်ပြီးတော့ရန်ကုန်လို့ပြောလို့ရှင်ဘယ်အရာတွေကိုသတိရလဲအဲ့ဒါလေးကိုလည်းကျမကို share ပေးသွားပါနော်ဒီ episode ကတော့ဒီလောက်ပါပဲ episode ရဲ့အပိတ်အနေနဲ့ကျမငယ်ငယ်တုန်းကကြိုက်တဲ့မိုးရွာလို့ရှင်နားထောင်တဲ့တခြင်းလေးနဲ့အဆုံးသတ်လိုက်ပါမယ်ရှင်နောက်ထပ် episode တွေမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ် ပြန်ဆိုနိုင်တော့ပြီဆိုတဲ့ဒီဆိုတွေရှမ်းတို့မြို့ကောင်းနေမှာဒီမိုးတွေတဲနေတော့လွယ်လွယ်နဲ့မေးဖို့မလွယ်လို့မမေးခဲ့ခုချိန်မျိုးမူချလိုက်တွေ့နေလို့ကြွေးပြီးမြဲရေမို့ ဒီလိုမျိုးမိုးအေးအေးလေးအိမ်ထဲမှာငါနှွေနှွေထွေးထွေးနဲ့တွေ့ဆွေးတဲ့တိတ်ကဝေးမဟေးငါဘေးမှာတွေ့သူ passport ပုံတေးသေးလေးစေး remain ခရီးရေဝါကြောင်နေတော့ထွက်ပြေးလို့တော့နေလို့မရအဲ့ဒီနေ့တွေငါမြင်သူရှင်ငါစင်မိုးတွေရွာရင်ဒီချောင်းအတူတူလမ်းနေလျှောက်ခဲ့လမ်းမှာလေချမ်းနေကြောင်ကျွေးနွမ်းနေခေမန်းနေကောက်ဇလန်းနေသူနှခမ်းနဲ့ကျွေးခဲ့တဲ့နန်းတွေကြောင်ချမ်းတွေပြောက်ကိုဝေးနေကြပါဒီလိုမိုးရေတွေကြားမှာအမျိုးတွေတွေ့သွားမလားတချို့တွေဖေးကြမလားဆိုရင်တတူငါတို့တွေဝေဝါဆိုမက်ခဲ့တဲ့အိမ်မက်ကလည်းကြိုးချင်ချင်မွားကပြက်ခဲ့တဲ့မိုးရေတွေကြားမှာပဲတို့တွေကပါချာတာဝေးသွားဟိုမှာမင်းချမ်းမှာရဲ့ keep side ကိုမှားချင်တယ်အမေပါနဲ့ရုပ်ရှင်တွေကတိုင်းဆိုတော်တော်လေးအေးမှာပဲဖော်တော်တွေတွေ့ကဖြော